ဒါဓမ္မတိထားပါနော်ဓမ္မတိထားပါဒီချက်ပြန်တော့မယ်ကတိကွာခါကြီးငါခေါ်ကျွန်တော်မမဆိုတော့ကျဆာအောင်လာပြီးမှကျွန်တော်နေဖောက်ပြီးပါတော့ကျွန်တော်မခါတယ်မတ်တယ်တိကောငါပါကေခေါ်ပါကျွန်တော်မမောင်းဆိုရင်အဲ့မှာဓမ္မတိထဲမှာတိုးကယေရှုဖြစ်တယ်ဆိုတော့ကြောင်းရေးထားနေတယ်ကဲကျဆာပါလားလို့ချက်ဖတ်ပြီးပါဦးကဲစပါးတိတ်ခဲမှာဘုံကပြူလဲယေရှုခရစ်တော်ပြောပါတစ်စိဆိုတာနားလေလားတစ်စိဆိုတာနားလေကြားစားမှာလေတစ်စိခဏခဏတွေ့ရတယ်တစ်စိကိုနားလေလားဒီတစ်စိကိုနားလေလားနားလေကြလားတစ်စိဆိုတာကတစ်စိဆိုတာကလက်ဆုံးပဲဟာရီရှဲဒီရဲ့ဩဝါဒမာရောအယူဝါဒတစ်စိဆိုတာကဟာရီရှဲဆိုတာကခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကြောင့်သူပြောတာခရစ်တော်ကိုကြည့်ရလားသူရဲ့နှုတ်ဆက်ပါးဟာရီရှဲရဲ့ပါဇက်ကောင်းတယ်အမင်္ဂလာနဲ့ပြည့်နေနေတယ်အကြအဲ့ဟာရီရှဲပါဇက်ကလေးဖြစ်တာအမင်္ဂလာအားလုံးကတစ်စိဖြစ်တယ်တစ်စိဆိုတာခါမှာအသက်တာမှာပြူရတဲ့အကြဣသရေလမျိုးပြောခဲ့ပြောတယ်ဟာရီရှဲရဲ့စကားကိုနားမထောင်နဲ့မင်းတို့အသက်တာတစ်ခုလို့ပြူနေကောင်းမယ်နော်တဲ့အပိမကျွန်တော်ဘိုးလောက်တဲ့ခါမှာတစ်စိတ်ထက်တဲ့ခါမှာနေဖောင်းကြွလာပြီးမှအကြီးကြီးဖြစ်တဲ့ခါမှာပောက်ကွဲတော့လာဖြစ်တယ်။အဲဒါဖာရိရှဲရဲ့စကားတွေကိုဖာရိရှဲစကားကိုမြင်မြင်နားထောင်တဲ့ခါမှာအစ္စရေးလူမျိုးတော့တပိုင်းပြည်လုံးပြိုလေးသွားတဲ့တယ်လို့ပြန်ထောက်ပြန်ပြောတာဖြစ်တယ်။တစ်စိတ်ဆိုတာကမကောင်းတဲ့အယူဝါဒဖာရိရှဲရဲ့စကားနော်စာရနာမကိုချင်းရောက်တဲ့စကားဖယားနာမကိုရှုတ်ချတဲ့စကားအဲ့ဒါဘာလို့ခေါ်လဲတစ်စိတ်ဖာရိရှဲတွေရဲ့မာယူတဲ့နော်တွေးဆောင်တဲ့မာရွတ်တဲ့လမ်းကိုတွေးဆောင်တဲ့ဖာရိရှဲတွေရဲ့တစ်စိတ်ဖြစ်တယ်။အဲကြောင့်တစ်စိတ်ဆိုတာကျွန်တော်တို့တက်မှာမရှိဖို့လည်းအရင်ကိုရည်ကြည့်တယ်။အဲကြောင့်ကျွန်တော်ခရစ်တော်အဖြစ်ကျွန်တော်အားလုံးကတစ်စိတ်နဲ့ဖြစ်တယ်။ပြန်မကြည့်ပါစေ။တစ်စိတ်ဆိုတာကအတက်တာမှာပြိုလေးခဲ့တဲ့စာရရဲ့လက်ကတုံးဖြစ်တယ်။စာရမနဲ့လက်ကင်တုံးဖြစ်တယ်။အဲကြောင့်ကျွန်တော်တက်မှာနော်အဲဒီဟာကိုအရင်ကိုရည်ကြည့်တယ်။ဟုတ်ပြီနော်ဒီနေရာမှာကျတော့နော်ဓမ္မတိရဲ့ဘိုးကဘာလို့လဲဆိုတော့ခါမှာနော်ဓမ္မတိရဲ့ဘိုးကယေရှုကဲကျွန်တော်မမောင်းဆိုရင်မတ်တဲထမှာတစ်ချက်လာပြီပေါ့နာမည်လည်းတောင်းပြတယ်မတ်တဲခန်းကြီး27အပေါင်းငယ်ဒီကနေပြီးမှ9ထိကဲအဲ့လိုသူဖတ်မယ်မတ်တဲခန်းကြီး27အပေါင်းငယ်ဒီကနေမှ9ကဲအဲ့လိုကျဆာတစ်ချက်လာပြီးမှတစ်ချက်ဖတ်ကြအောင်နော်ချစ်ချစ်လေးဖတ်မယ်